ဘလိုကညံ့မလဲဆိုရွေးချယ်အခက်နေတဲ့ brother ကိုကျွန်တော် live ဖတ်မဲ့ hair style လေးပြောပြပေးမယ်ပေါ့နော် brother က over face shape ဘက်ကိုသွားတယ်ပေါ့တက်ပေါက်ရတော့ပေမဲ့တခုရှိတာ brother ရဲ့လက်ရှိစံသားအနေထားရ over နဲ့လိုက်တဲ့ swing ကေတိုင်းကိုလိုက်ပြီးညှက်လို့မရဘူးဗျာ brother စံသားပါတယ်ပါပြီးတော့မှနည်းငယ် wavy လိုလေးတွန်းနေတာဖြစ်တဲ့အတွက် over နဲ့လိုက်မဲ့ quiz တို့ cutting တို့အဲ့လိုပုံစံတွေသွားထားရင်လည်းအဆင်မပြေနိုင်တဲ့အတွက် brother နဲ့လိုက်မဲ့ကေရတစ်မျိုးပဲရှိရအဲ့ဒါတော့ဘေးကွဲလို့ခေါ်တဲ့ side back hair style နဲ့လိုက်ပါတယ်ဟိုကသပင်ပါတာဖြစ်တဲ့အတွက် side back ကိုမှ normal cut ပဲသွားပြီးတော့ထားရင်ထားဒါမှမဟုတ်အောက်ခြေရမ်းပြောင်းနေအဆင်ပြေတယ်ဆိုရင်တော့ skin fade ညှက်ပြီးတော့မှထားလို့ရပါတယ်ဒါဆိုရင် brother ရဲ့မျက်နှာပေါင်းနဲ့ပေါ့လက်ရှိစံသားနေထားရတယ်ပေါ့လုံးဝတင်တော်လိုက်ဖတ်မဲ့ hair style ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ညှောက်ဝေးပြလိုက်ပါတယ် well face ရှိနေတဲ့အခုကြည့်နေတဲ့ brother တွေရောဘယ်လို hair style လေးထားကြလဲဆိုတော့အောက်ကမှမဝင်ရောက်ပြီးတော့ဆွေးနွေးမျှဝေပြီးသွားလို့လည်းရပါတယ်ကျွန်တော်ကောက်လေးလည်း follow ပေးခဲ့ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲအဆင်ပြေကြပါစေ